မင်္ဂလာပါခေတ်တွဲဖတ်ထွယ်မီဒီယာမှာထိတန်ရမြန်မာသတင်းတွေကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ပါအောင်ရှင်မြန်မာစစ်တပ်ကရုရှားတုံး400ကျော်ပါဝင်သည့်တိမ်ငတ်မင်းစစ်စင်ရေးဖြင့်ရခိုင်ပြည်အားတိုက်ခိုက်သိမ်းပိုက်တော်မူဖြစ်ကြောင်းစစ်လော်ဘီတအူးကရုပ်သံဖိုင်းဖြင့်ဝါဒဖြန့်ချိန်ချောက်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အာရခတပ်တော်အေးသိမ်းပိုက်ထားသည့်ရခိုင်ပြည်အောင်အကြမ်းဖက်မြန်မာတပ်ကရုရှားတုံး400ကျော်ပါဝင်သည့်တိမ်ငတ်မင်းစစ်စင်ရေးဖြင့်တိုက်ခိုက်သိမ်းပိုက်တော်မူဖြစ်ကြောင်းစစ်လော်ဘီတအူးကရုပ်သံဖိုင်းဖြင့်ဝါဒဖြန့်ချိန်ချောက်လာပါတယ်အဆိုပါရုပ်သံဖိုင်ထုံးလင်းရာမှာမြမတပ်မတော်ဒုံတပ်ဖွဲ့၏စွမ်းရည်ကိုတွေ့ရတော်မူဖြစ်ကြောင်းတပ်မတော်ရုရှားပြန်ဒုံပညာရှင်များနှင့်ပြည်တွင်းဒုံပညာရှင်များစုစည်းဖွဲ့စည်းထားသည့်ဒုံပညာရှင်440ပါဝင်နှင့်တပ်မတော်အထူးဒုံတန်ရင်ကရခိုင်ပြည်သိမ်းငတ်မင်းစစ်စင်ရေးဖြင့်တိုက်ခိုက်သိမ်းပိုက်တော်မူဖြစ်ကြောင်း၎င်းစစ်စင်ရေးမှာဆက်လက်နဲ့များဘုံဒီများမှတပ်ဆင်ထားသည့်ရုရှားလိုဒုံပေါင်း400ကျော်ပါဝင်ကြောင်းစသဖြင့်ရေးသားထားပါတယ်၎င်းတိမ်ငတ်မင်းစစ်စင်ရေးကိုကြီးတက်လေးတက်ရေးတက်နဲ့အတူဆင်နွှဲကောင်အေးကြီးစိုးသည့်ရခိုင်ပြည်ကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်မယ်လို့ဆိုထားပါတယ်။ဒုံတက်ဤအာသာချက်မှာမိုင်းကြီးအကွာမှာထိန်းချုပ်ထားသည့်စစ်သည်များအနေဖြင့်စစ်မြေပြင်သွားရမလိုပဲထိခိုက်မှုမရှိစေပဲဝင်းရင်ပေတထောင်အကွာမှာပြန်တန်းသည့်ဒုံများမှာစိတ်သက်ပစ်ခတ်နိုင်ခြင်းဘုံကျဲနိုင်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်စစ်ကိုလိုက်ရမှာလည်းအမြန်ဆုံးရောက်ရှိတိုက်ခိုက်နိုင်သည့်ဒုံတက်၏ရောက်နိုင်စွမ်းအားနှင့်ကြီးဖြစ်ခြင်းဘုံဤဖြစ်ခြင်းကိုပုံမထီအောင်စေရန်ရုရှားလိုအီလူရှင်ထောက်ဖို့လေရင်ကြီးများမှဝင်းရင်ထောက်ဖို့ထိန်းချုပ်ဌာနများအဖြစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဆိုပါတယ်မြေပြင်ထင်းချုပ်ထောက်ဖို့ဌာနမလိုပဲမြန်မာပြည်အနှံ့ကိုနိုင်ရီပိုင်းအတွင်းတိုက်ခိုက်နိုင်သည့်အာသာချက်ရှိကြောင်းကမ္ဘာပထမဆုံးဒုံတက်တပုံချင်းမုံချင်းစစ်ဗျူဟာကိုရခိုင်စစ်မြေပြင်မှာမကြာမီတွေ့ရတော့မည်ဖြစ်ကြောင်းစသဖြင့်လည်းဖော်ပြထားပါတယ်ရခိုင်ပြည်သူတရလုံးကအဖိနှိမ်ခံဘဝလွတ်မြောက်ရေးအတွက်မိမိတို့ဘိုးဘွားပိုင်းရခိုင်မြေပေါ်မှာတရားတော်ခုခံတော်လှန်စစ်ကိုဆင်နွှဲနေသည့်အာရခတပ်တော်အေအေကိုဒုံအစင်း400ကျော်ပါဝင်သည့်တိမ်ငတ်မင်းစစ်စင်ရေးဖြင့်တိုက်ခိုက်နှိမ်နင်းတော်မူဖြစ်ကြောင်းထုံးလွှင့်လာသည့်ရုပ်သံဖိုင်မှာစစ်ကော်မရှင်အေစီရဲ့လိုဝက်ချက်အစီအစဉ်ထက်စစ်တပ်လော်ဘီတအူး၏ဝါဒဖြန့်မှုတသက်တာဖြစ်နိုင်ပေမယ့်တတိထားတင်ကြောင်းစီရေးလေးလာသုံးသက်သူတအူးကပြောဆိုပါတယ်ရှင်ဆက်လက်ပြီးမန္တလေး PDF ရဲ့စုံမိုးနယ်မြေတွေမှာတိုက်ပွဲတွေပြင်းထန်လာနိုင်လို့ပြည်သူတွေကြိုတင်ပြင်ဆင်ထားဖို့မန္တလေး PDF အတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ရဲ့စုံမိုးနယ်မြေတွေဖြစ်တဲ့မရယာစင်ကူနဲ့တပိတ်ကျင်းမြို့နယ်တွေမှာတိုက်ပွဲတွေပုံမပြင်းထန်လာနိုင်လို့ပြည်သူတွေကြိုတင်ပြင်ဆင်ထားကြဖို့ဒီကနေ့နိုဝင်ဘာလ10ရက်နေ့မှာထုတ်ပြန်ပါတယ်။အာဏာသိမ်းစစ်ကောင်စီဟာ2025ခုနှစ်ဒီဇင်ဘာနဲ့2026ခုနှစ်ဇန်နဝါရီတို့မှာတရားမဝင်အတူအယောင်ရွေးကောက်ပွဲကိုအာဓမပြုလုပ်ဖို့ဆောင်ရွက်နေပြီးအဲ့ဒီကာလမတိုင်မီမှာတာလွန်အင်အားများစွာနဲ့အသုံးပြုပြီးတော်လှန်ရေးတပ်ဖွဲ့များရဲ့ထိန်းချုပ်စုံမိုးနယ်မြေတွေကိုအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းမန္တလေး PDF ကအသိပေးပါတယ်မန္တလေး PDF ရဲ့လှုပ်ရှားစုမှုရာနယ်မြေတွေဖြစ်တဲ့မရယာစင်ကူနဲ့တပိတ်ကျင်းမြို့နယ်တွေမှာလည်းအာဏာသိမ်းစစ်ကောင်စီကရွေးကောက်ပွဲပြုလုပ်ဖို့လျှာထားတဲ့မြို့နယ်တွေစည်ရင်မှာပါဝင်နေတယ်လို့မန္တလေး PDF ကထပ်မံအသိပေးပါတယ်ယခုအခါမရယာစင်ကူနဲ့တပိတ်ကျင်းမြို့နယ်တွေမှာတနေ့ထက်တနေ့စီးရဲတိုက်ပွဲတွေပုံမပြင်းထန်လာကောင်အဲ့ဒီဒေသတွေနဲ့ပြည်သူလူထုအနေနဲ့တိုက်ပွဲအတွင်းကြုံတွေ့နိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက်လိုအပ်သည့်အစီအမံများလှုံ့ဆော်ထားဖို့မန္တလေး PDF ကမြစ်တာရက်ခံတိုက်တွန်းပါတယ်မန္တလေး PDF ဟာအာဏာသိမ်းစစ်ကောင်စီရဲ့လက်ရှိထိုးစစ်ကိုကိုစန်းညံစွမ်းစီသည်များဆက်လက်ခုခံကာကွယ်သွားမှာဖြစ်ကြောင်းပြည်သူတော်လှန်ရေးကြီးရဲ့အဆုံးသတ်ပန်းနိုင်ကိုရောက်သည့်အထိမစုံမနှင့်ဆက်လက်ချီတက်သွားမယ်လို့မန္တလေး PDF ကအသိပေးထားပါတယ်။အာဏာသိမ်းစစ်တပ်ဟာရွေးကောက်ပွဲအတွက်စုံမိုးနယ်မြေတွေပြန်လည်ရယူနိုင်မှုထိုးစစ်ဆင်တာတွေကိုမြေပြန့်တဲ့ချင်းပြည်နယ်ကိုဥတီလှုပ်ဆောင်နေကြောင်းချင်းညီနာပြောရေးဆိုခွင့်ရှိသူစလိုင်းရောမန်ကလည်းပြီးခဲ့တဲ့ရက်ပိုင်းမှာပြောကြားထားပါတယ်။အထူးသဖြင့်ချင်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းမှာစစ်အင်အားထောင်ချီအုံပြုထိုးစစ်ဆင်နေတာဖြစ်ကြောင်းအသိပေးပါတယ်။စစ်ကောင်စီဟာရှမ်းမြောက်မှာအပြစ်ရစဲရဖော်ဆောင်ပြီးနောက်မြေပြန့်တဲ့ချင်းပြည်နယ်ကိုထိုးစစ်အစီအမြင့်လှုပ်ဆောင်တာရခိုင်ကချင်အပါအဝင်နိုင်ငံတော်ဝင်လေကြောင်းစစ်စင်ရေးအစီအမြင့်လှုပ်ဆောင်နေတယ်လို့တော်လှန်ရေးအင်အားစုတွေကပြောကြားထားပါတယ်ရှင်။